မင်္ဂလာပါဒီတစ်ခါပေါ့နော်ဒီတစ်ခါကတော့ကျွန်တော် poster design မှန်မှန်ကြီးတခုကျွန်တော်ဆက်ပြပြပါမယ်ဒီ poster design လေးကနည်းနည်း modern ဆန်လေးပေါ့နော် modern ဆန် design လေးမှန်မှန်လေးကျွန်တော်ဆက်ပြပြနော် okay ကြည့်လိုက်အောင် okay ကျွန်တော်ပထမဆုံးဒီမှာ site တစ်ခုခေါ်လိုက်ပေါ့နော်ဒီ site ကတော့ကိုကြိုက်တဲ့ site ခေါ်ပါနော်ကိုကတော့ design တိတက်ကျွန်တော်ဆက်မှာဖြစ်တယ်ပြနော် okay အဲ့ဆိုရင်ပထမဆုံးကျွန်တော်ဒီမှာ background မှာကျွန်တော် solid color လေးယူမှာပေါ့နော်ဒီအောက်ကနေထားမှာ solid color လေးမှာကျွန်တော်ဘာထားမလဲဆိုရင်ခရမ်းရင်လုံးဝ net ပဲပေါ့နော်ခရမ်းအောင်မှာလုံးဝခရမ်းပြပေါ့ခရမ်းပြအောင်မှာခရမ်းလေးလည်းနည်းနည်းလေးပါမယ်အဲ့လိုအရင်ပဲလေကျွန်တော်ယူလိုက်မယ် okay ယူပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မှာလဲဆိုရင်ကျွန်တော်နောက်ထပ် layer တက်တစ်ခုပေါ့ပေါ့နော်ဒီအောက်ကနေတော့ကျွန်တော် glare လေး click တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီလို့ရှိရင်ကျွန်တော်ကဒီကအယောင်တစ်ခုယူမယ်အဲ့အယောင်နဲ့ဘာယောင်လေးလို့ဆိုရင်ကျွန်တော်ကခရမ်းရောင်လေးပေါ့နော်ဒီခရမ်းရောင်လေးပို့ပြီးတော့ပေါ့ okay okay အဲ့ဆိုကျွန်တော်တို့ brush tool လေးယူမယ်ယူပြီးရင်ကျွန်တော် brush size လေးကိုကျွန်တော်ကြည့်လိုက်ပေါ့နော် brush size လေးကိုပုံနေ okay ဒီလောက်လောက်ထားပြီးမှရှင်းနေလိမ့်မယ် okay အဲ့ဒီပြီးရင်နောက်ထပ်ကျွန်တော် color တစ်ခုကိုကျွန်တော်ဘာရောင်ထားမလဲဆိုရင်ပြာလေးပေါ့နော်အပြာလေးယူမယ်ယူပြီးရင် brush size လေးနည်းနည်းလေးကျွန်တော်သေးမှာဥပမာတစ်ခုထပ်ခေါ်ပေါ့နော် okay ဒီလိုလေးပြီးပြီဆိုရင်ကျွန်တော်ကဖြူရောင်လေးလုပ်မယ်နော်အဖြူရောင်လေးယူလိုက်မယ်ယူလိုက်ပြီးရင်ကျွန်တော် brush size လေးကိုတီးမယ်နော် brush size လေးတီးလို့ရှိရင်ကျွန်တော်တို့ keyboard ကနေထမှာကျွန်တော်တို့က4000ခွင်းလေးကိုပေါ့နော်ဘယ်ညာ4000ခွင်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့ပထမနော်ဘယ်ဘက်က4000ခွင်းလေးကိုကျွန်တော်တို့ကနှိမ့်နေမှာသိတာပေါ့နော် okay ဒီစင်လေးထားကျွန်တော်ယူထားလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ light တစ်ခုရရပေါ့ okay နော် okay ဒီ light လေးကိုကျွန်တော်က copy ကူးထားလိုက်မယ်ဒီကောင်လေးကိုlayer အောက်ကိုဆွဲပြီးမှ copy ကူးလိုက်မယ်ကူးပြီးဒီအောက်က layer လေးကိုပေါ့ကျွန်တော်ခဏဖြောက်ထားလိုက်ပေါ့နော် okay ဒီ lighting လေးကိုကျွန်တော်လုပ်မယ် okay ဒီ lighting လေးကိုကျွန်တော်တို့က keyboard ကနေ control ရယ် T ရယ်ကိုနှိပ်လိုက်မှာပေါ့နော် keyboard ကနေဘာလို့မဟုတ် control T လို့နှိပ် T လို့နှိပ်ပြီးရင်ဒီပုံပေါ်မှာကျွန်တော်တို့က mouse ကနေ right click နှိပ်လိုက်ပေါ့နော်အဲ့လိုမလုပ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ erase editor ကနေထပ်မှာကျွန်တော်တို့ transform နဲ့ကနေထပ်မှာကျွန်တော်တို့ဒီ version ဆို wrap source okay wrap ရဒီလို wrap လေးရလာပြီဆိုရင်ကျွန်တော်ဒီကောင်လေးကိုဒီဘက်ကလေးကျွန်တော်တို့ဒီလိုလေးဆိုမယ် okay ဒီပုံစံလေးရှောင်းကျွန်တော်ယူလိုက်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့အဲ့လိုလေးဖြစ်ပြီးဆိုရင် okay ဒီပုံစံလေးရတာနော် okay ဒီပုံစံလေးကျွန်တော်ဘယ်လိုလေးထားမလဲဆိုရင် site ကြည့်မယ် site ကိုကျွန်တော်ကြည့်ရပေါ့နော် okay site ကြည့်မယ် site okay အဲ့ဆိုဒီပုံစံလေးရပြီပေါ့နော်ဒီပုံစံလေးရသွားပြီနောက်တစ်ခုစောစောတော့ကျွန်တော်ဒီမှာမျိုးလုံးလေးမိတ်ထားတဲ့ကောင်းလေးပေါ့နော်ဒီ layer လေးကျွန်တော်ပြန်ပေါ်လိုက်မယ်ပေါ်ပြီးရင်ဒီကောင်းလေးကိုအပေါ်တင်မယ်ပေါ့နော်ဒီ layer ပေါ်လေးမှာတင်မယ် okay ဒီနားလေးမှာထားပေါ့ခါနော် okay အဲ့လိုပဲဒီကောင်ကိုထပ်ပါကျွန်တော်က layer edit တစ်ခုထပ်ပွားမယ် okay ပွားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ကဒီ layer လေးမှာပဲပေါ့နော်လုံးမှာဘာလုပ်မလဲဆိုရင် edit နဲ့ transform နဲ့ကျွန်တော်တို့မှာ perspective ဆိုတာရှိပါတော့ perspective ရှိရဆိုအဲ့ perspective လေးကိုကျွန်တော်ဒီလိုလေးပြောင်းလိုက်ပြီ okay ဟိုဘက်ဒီဘက်ပေါ့နော်ပုံစံလေးပေါ့ဒီလိုပုံစံလေးပြောင်းလိုက်မယ် okay လို့ဆွဲလိုက်မယ် okay အဲ့ဒါဒီပုံစံမျိုးလေးရလာတယ်ပေါ့နော် okay အဲ့ဒါဒါလေးခဏထားမယ် okay ပြီးရင်ကျွန်တော် mouse တစ်ခုယူမယ်ပေါ့နော် mouse design လေးယူမယ် okay ဒီမှာ mouse design လေးရလာပြီဒီ mouse design လေးလာပြီဆိုရင်ဒီ mouse design လေးရဲ့ဒီ lighting လေးကိုအဲ့ mouse လေးပေါ်ကျွန်တော်တင်လိုက်မယ်တင်ပြီးရင်သူ့ကိုကျွန်တော်ဒီပုံစံလေးပြောင်းလိုက်ပေါ့နော်ဒီလိုပုံစံမျိုးလေးပြောင်းလိုက် okay okay အဲ့ဆိုကျွန်တော်ဒီနားလေးမှာဒီ lighting လေးကိုဒီနားလေးမှာထားလိုက်ပေါ့နော် okay အဲ့ဆိုဒီ lighting လေးကိုကျွန်တော်တို့ကဒီမှာဒီ lighting လေးကိုကျွန်တော် normal ကနေထပ်မှာကျွန်တော် color dot ဆိုတာလေးကျွန်တော်ထားလိုက်ပါနော်color dot မထားဘူးကျွန်တော် okay ကျွန်တော် screen ဆိုတာလေးထားလိုက် okay နော် okay နောက်တစ်ခါကျွန်တော်ဒီ mouse ကိုကျွန်တော်တို့အောက်မှာဘာလို့မဆိုအရေးလေးပေါ်တယ်ပေါ့နော် mega style မျိုးလေးမှာအရေးလေးပေါ်တဲ့ပုံစံလေးကျွန်တော်လုပ်ချင်တယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီ mouse ကိုကျွန်တော်နောက်ထပ် layer copy တစ်ခုပွားနိုင်မယ်ပွားပြီးရင်ဒီ mouse လေးတစ်ခုရလာတယ်ပေါ့နော် okay ဒီ mouse လေးတစ်ခုရလာမယ်အဲ့ mouse လေးကိုကျွန်တော်တို့ကဒီကောင်းနေမှာနော်ဒီကောင်းလေးကနေဒီကောင်းလေးမနေဘူးပေါ့နော် fresh particle ဆိုတာဟာလေးနေနေ okay အဲ့ဆိုပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော်ပြောင်းပြန်ဖြစ်လာတော့ဒီအောက်ကိုကျွန်တော်တို့ယူမယ်
ယူပြီးရင်ဒီ mouse ကိုကျွန်တော်ဒီကောင်းရဲ့အောက်ကိုဆွဲလိုက်တယ် okay ဒီအောက်ကိုရောက်သွားပြီနော် okay layer လေးအောက်ကိုရောက်သွားပြီဆိုရင်ကျွန်တော်ဒီမှာကအရန်ကွာနေနော်အဲ့လိုအရန်ကွာနေရအောင်ကျွန်တော်တို့ကပြင်မယ်အဲ့ဆိုရင်ဆိုတော့လို့ edit ကကျွန်တော် transform နဲ့ဒီမှာ red ဆိုတာရှိတယ် okay ဒီ red လေးနဲ့ကျွန်တော်တို့ကဘာလုပ်မှာဆိုရင် light မှာကျွန်တော်တို့ဒီလိုပေါ့ညှိလိုက်ပေါ့နော် red ပုံစံလေးနဲ့အခု light ဒီမှာညှိလိုက်မယ်ဒီကောင်လေးကိုလည်းဒီနည်းနည်းလေးโอเคဒီလိုလေးရပြီဆိုရင်ကျွန်တော်ကဒီမှာအမှန်တည်းလေးထည့်လိုက်โอเคအဲ့ဆိုရင်ဒီကောင်လေးကိုကျွန်တော်ကဘာလုပ်မလဲဆိုရင် layer mask တစ်ခုလုပ်မှာပေါ့နော်ဒီ layer mask တစ်ခုလုပ်မှာဒီကိုဒီကောင်ပေါ်လေးကျွန်တော်တို့ဆွဲလိုက်โอเคဒီလိုလေးရလာဆွဲလိုက်ပြီဆိုရင်နော်ဒီလိုလေးရလာပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီကနေ brush tool လေးယူမယ် brush tool လေးမှာကျွန်တော်တို့ဒီကောင်လေးရွေးထားပါတော့ sub brown ဆိုတာလေးရွေးထားမယ်ရွေးပြီးရင်ကျွန်တော်တို့ဒီမှာ color ကိုအနှစ်ရောက်ထားမယ်နော်ဒီ color ကိုလုံးဝအနှစ်ရောက်ထားပါထားပြီဆိုရင်ကျွန်တော်ကဒီ brush side လေးကိုစောစောလုံးလေးကြည့်လိုက်ပါတော့ကြည့်ဖို့ရနော်ဒါမှမဟုတ်ဒီကနေကျွန်တော်တို့ဒီ side လေးကိုလောက်ကြည့်လိုက်မယ်ကြည့်ပြီးရင်ကျွန်တော်ဒီပေါ်ပါလို့မလို့ဆိုရင်ဒီโอเคဒီလိုပုံစံမျိုးလေးပေါ့နော်အဲ့ဆိုရင်နည်းနည်းရေစာလေးပုံစံမျိုးဖြစ်သွားပြီပေါ့နော်အောက်ကကျွန်တော်တို့ဘာလို့ဆို mirror style ပေါ့နော်အကောင်လေးကျွန်တော်က opacity လေးကိုနည်းနည်းလေးလျှော့မယ်โอเคဒီလောက်လေးထားမယ်ပေါ့နော်ဒီလောက်လေးထားပြီးသွားပြီထားပြီးဆိုရင်နောက်တစ်ခုကျွန်တော် lighting တစ်ခုပေါ့နော်ဒီမှာအောက်မှာရှိပေါ့နော်ဒီ lighting လေးပေါ့နော် okay ဒီ lighting ကိုကျွန်တော် copy ထပ်ပွားတယ်ပေါ့နော်ဒီကောင်လေးကိုပေါ့နော် okay copy ယူလိုက်ပြီပေါ့နော် okay ဆိုတော့လို့ကျွန်တော်တို့ဒီမှာ layer အသစ်နဲ့ copy ယူလိုက်ပါယူပြီးရင်ဒီကောင်လေးကိုကျွန်တော်အပေါ်ဆုံးတင်လိုက်ပေါ့နော်အပေါ်ဆုံးရောက်လာရင်နော် okay ရောက်လာပြီဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့က shift key ကိုနှိပ်ထားပါတော့ shift key နှိပ်မှကျွန်တော်ဒီလိုလေးပေးလိုက်ပေါ့နော်ဒီလိုလေးပုံစံလေးကျွန်တော်တေးလိုက်မယ် shift key ကိုနှိပ်ထားတယ်မှာနောက်ပြီး shift key နှိပ်မှဒီလိုလေးပေးလိုက်ပေးဒီလိုပုံစံလေးရလာတော့နော် okay နော်အဲ့ဆိုရင်ဒီကောင်လေးကိုယူပြီးကျွန်တော်ဘယ်နားမှာဆိုရင်ဒီအောက်နားလေးမှာကျွန်တော်ဒီနားလေးမှာကျွန်တော်ကတ်ထားမယ်ဒီမှာ lighting လေးတစ်ခုပေါ့နော်ကတ်ထားပြီးမှသူ့ဘာလုပ်မှလဲဆိုရင်ကျွန်တော်စောစောကတော့ normal တဲ့အနေနဲ့ကျွန်တော် okay เนาะဒီမှာ screen ဆိုတာလေးကျွန်တော်ထားလိုက်ပေါ့เนาะ okay အဲ့ဆိုရင်ဒီပုံစံလေးရသွားပြီ okay နောက်တစ်ခုကကြာကျွန်တော်ကဒီမှာအယောင်လေးအနေရောင်လေးပေါ့เนาะဒီ mouse ကဒီဘိန်းမှာလှန့်ထွက်နေရလေးအယောင်လေးပေါ့အဲ့အနေရောင်လေးကျွန်တော်ရောင်မြန်လေးတစ်ခုကျွန်တော်ထည့်ချင်တယ်ပေါ့เนาะထည့်ချင်တဲ့အတွက်စောစောကဒီအပြာရောင်လေး lighting အပြာရောင် lighting လုပ်ခဲ့တဲ့လိုမျိုးလေးပေါ့ကျွန်တော်လုပ်မယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာ layer အသက်ထပ်ခေါ်မယ်ပေါ့เนาะကျွန်တော် layer အသက်ထပ်ခေါ်မယ်ဒါအပေါ်ဆုံးမှာပဲကျွန်တော်ခေါ်လိုက်တော့မယ်ပိုမြင်တာအောင်เนาะ okay ဒီမှာ layer အသက်ခေါ်လိုက်ပါခေါ်ပြီးရင်ဒီမှာအယောင်ကိုကျွန်တော်ကဘာရောင်ကြောက်မလဲဆိုရင်ကျွန်တော်ဒီကောင်းလေး copy လှမ်းယူနေလို့ဒီအနေရောင်လေးယူမယ်ပေါ့เนาะညောင်လေးကိုယူလိုက်မယ်ယူပြီးရင်ဒီ mouse ကိုယူမယ် mouse ကနေကျွန်တော်တို့အချင်းနှိပ်လိုက် okay နော်အဲ့ပြီးဒီအနေရောင်လေးကိုနည်းနည်းလေးတောက်လေးပေါ့နော်ထပ်လုပ်မယ်အဲ့ပြီးသူတို့ကကျွန်တော် brush side လေးနည်းနည်းလေးငယ်မယ် okay ဒီလိုလေးဖြစ်သွားပြီပေါ့နော်ဒီလိုဖြစ်သွားပြီဆိုရင်ဒီလုံးဝအလဲကောင်းကြီးလုံးဝဘာဖြစ်အောင်ဖြူရောင်လေးကျွန်တော်တစ်ခုယူမှာပေါ့နော်ဖြူရောင်လေးတစ်ခုကျွန်တော်ယူမယ် okay ဒီလိုပုံစံလေးရသွားပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီကောင်ကို shaky နှိပ်ဗီဒီယိုလေးတေးမယ်နောက်ဒီဘက်ကိုလည်းအဲ့လိုပဲ shaky နှိပ်ထားလိုက်မှဒီလိုလေးတေးလိုက်ပေါ့နော် okay အဲ့လိုလေးတေးပြီးတော့ပြီဆိုရင်ဒီနားလေးမှာကျွန်တော်ထားပါနော်နားလေးမှာ okay အဲ့ဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့ကဒီဘောလေးမှာထားပါနော်ထားပြီဆိုရင်ကျွန်တော်ဒီရနေထမ်းမှ lighting ကိုကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီ normal မှာ screen okay ကျွန်တော်ဒီမှာ lighting light ဆိုတာလေးတော့ထားလိုက်ပါတော့ okay lighting ဆိုတာလေးထားလိုက်မယ်ဒီမှာတစ်ခုကြာပါတော့ okay နောက်တစ်ခုဒီကောင်လေးကိုကျွန်တော်ကညာလေးမှာတစ်ခုထပ်ထားတယ်ပေါ့နော်ဒီကောင်လေးနဲ့ဒီနားလေးမှာလည်းကျွန်တော်အရောင်လေးတစ်ခုပုံစံလေးပေါ့နော်တူလည်းအဲ့လို light တန်းပေါ့နော်ဒါ light တန်းထားတာပါထားတာပေါ့နော် okay ကျွန်တော်ကတော့ဒီမှာ color dot ပြောင်းလိုက်ပေါ့ okay အဲ့ဆိုဒီပုံစံလေးရတယ်နောက်တစ်ခုကျွန်တော်ဒီ mouse ပုံစံလေးပေါ့နော်ဒီ mouse မှာကျွန်တော်တို့ကလင်းရိုက်နေပုံပေါ့ဒီအခုပြာရောင်လင်းတန်းလေးရမယ်ဒီကောင်ပေါ်ရိုက်နေမယ်နောက်ဒီအောက်မှာရှိတဲ့ဒီလင်းတန်းလေးရလည်းဒီကောင်ညရိုက်တဲ့ပုံစံလေးကျွန်တော်ထည့်နေတယ်အဲ့လိုထည့်နေတဲ့အတွက်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ကဒီကောင်ကျွန်တော်ထားပါ control key လေးဖိပြီးမှဒီပုံပေါ်ပေါ့နော်ကျွန်တော် click လိုက်ပြီပေါ့နော်
okay click လိုက်မှဆိုဒီပုံစံလေးကျွန်တော်ရပါတယ်ပေါ့နော်အဲ့လိုမ click ချင်လည်းရကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်layer တက်ခေါ်လိုက်မယ်ပေါ့နော် layer တက်ခေါ်မယ်ခေါ်ပြီးဆိုဒီကောင်ကိုကျွန်တော်တို့က click မှာလုပ်ပေါ့နော်ဒီကောင် click မှာလုပ်မယ် right click နှိပ်ပြီးလို့ရှိရင်ဒီ layer မှာ right click နှိပ်ပြီး create clip ပြီးမှာဆိုတော့နော်အဲ့ဆိုရင်ဒီမှာမြားလေးနဲ့ဒီအောက်ကပုံတွေကဝင်သွားလိုက်မယ်နော် okay ဝင်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ brush tool ယူမယ်ပေါ့နော်အဲ့တော့ဒီမှာ color ကိုကျွန်တော်တို့ကဒီအပြာရောင်လေးနှိပ်ယူမယ်ဒီအရောင်လေးပေါ့နော်ဒီရောင်လေးယူမယ်ယူပြီးကျွန်တော် brush tool လေးဒီမှာယူမယ်ပေါ့နော် okay ဒီ brush လေးနဲ့ကျွန်တော်ဗာလုပ်မယ်ဆိုရင်အခုဒီကောင်လေးကိုကျွန်တော်ဒီလိုလေး၄ရောက်ရိုက်တဲ့ပုံစံမျိုးလေးကျွန်တော်ယူလိုက်ပေါ့နော်ပြီးကျွန်တော် obviously shot မှာကျွန်တော်နည်းနည်းလေး okay เนาะဒီလိုပုံစံမျိုးလေးယူသွားမယ်เนาะ okay ဒီပုံစံမျိုးလေးရပြီဆိုရင်ကျွန်တော်ကဒီ light တင်ကိုကျွန်တော်အနည်းဒီကောင်လေးကိုကျွန်တော် opacity နည်းနည်း short မယ် okay short ပြီးမယ်ဒီလေး short ပြီးမှဒီမှာ screen ဆိုတာလေး light တန့်ဆိုတာလေးပြောင်းလိုက်ရတယ်เนาะ light တန့်ဆိုတာလေးပြောင်းလိုက် okay ဒါဆိုရင်ကျွန်တော်ဒီမှာအရောင်လေးနည်းနည်းလေးတူဖို့အလေးရိုက်တဲ့ပုံစံလေးဖြစ်သွားပြီပေါ့เนาะ okay အဲ့ဒါပြီးကျွန်တော်ဘာလို့မသိစာလေးရေးပြီပေါ့เนาะဒီကောင်လေးနည်းနည်းလေးအပေါ်ကျွန်တော်ညှင့်လိုက်မယ်နည်းနည်းလေးကြည့်လိုက်ပေါ့နော်ဒီကောင်လေးနည်းနည်းလေးကြည့်ပြီးမှဒီအောက်ကိုပြောင်းချတယ်နော် okay okay ခဲအားပြီးဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော်စာရေးပြီးမှကျွန်တော် logo တက်တယ်ပေါ့နော် okay စာကတော့ကျွန်တော်ကဘာရေးမလဲဆိုရင်speed click key ဆိုပြီးတော့ရေးလိုက်ပေါ့နော်ဒါကတော့ကိုလုံးမဲ့ design အရင်ရေးကြပါတော့ကျွန်တော်ကတော့ဒါ SPEED speed okay ဒီကောင်လေးကျွန်တော်နည်းနည်းလေးစိုက်ကြည့်လိုက်မယ်ပေါ့နော်သူ့ကို80လောက်ထားပြီပေါ့နော် site 80 82လောက်ပဲကျွန်တော်ထားလိုက်ပေါ့နော်ကျွန်တော်မှန်ချင်မယ်အပြင်72 okay 72လောက်ထားလိုက်ပြီ okay အဲ့ဆိုဒီနားလေးမှာရပြီ okay နောက်အောက်ကမှာကျတော့ကျွန်တော်ဒီကောင်လေးကို copy ထုတ်ယူလိုက်မယ် click key ပေါ့နော် CLICK click key okay ဒီ click key ဆိုတော့ကျွန်တော်အပားလေးကိုမှကျွန်တော်အသေးပုံစံပြောင်းပေါ့နော်outside ကနေကျွန်တော် okay ဒီပုံစံလေးကျွန်တော်ထားလိုက်မယ်ထားပြီးဒီကောင်လေးကျွန်တော်နည်းနည်းလေးချဲလိုက်ပေါ့နော်ဒီ click key ရဲ့ဂျားထဲမှာကျွန်တော်ဟိုဒီမှာရှိတဲ့ကောင်လေးနည်းနည်းလေးကျွန်တော်ပါတော့အောင်ချဲမယ် okay ဒီပုံစံလေးပေါ့နော် okay အဲ့ဆိုရင်နော် font လေးကိုနည်းနည်းနှစ်ခုပေါင်းကျွန်တော်ပါတော့အောင် site ကြည့်လိုက်ပေါ့နော်ကောင်းရဲ့ဒီကောင်လေးဒီမှာကျွန်တော် site နည်းနည်းလေးကြည့်လိုက် okay ဒီကောင်လေးကြည့်လိုက် okay okay ပြီးရင်ကျွန်တော်တို့ပါထည့်မှာဆိုရင် logo ရှိတယ်ပေါ့နော် logo ထည့်မယ် logo ရှိမယ် logo ထည့်မယ် logo လေး okay ဒီမှာ logo ကိုကျွန်တော်ကအလုံးဝအဖြူရောင်ကြီးပဲကျွန်တော်ပြောင်းလိုက်မယ်ပေါ့နော် logo ကိုအဲ့ဆိုကျွန်တော်က F ကနေ color overlay okay color overlay မှာကျွန်တော်ဘာလုပ်မှာဆိုရင် hue လေး okay ဒီပုံစံလေးကျွန်တော်ပြောင်းလိုက် okay အဲ့ဆိုရင်ကျွန်တော်တို့ကရှမ်းမိုက်တဲ့နော် poster design လေးတစ်ခုရသွားပြီပေါ့နော်